ရတာပေါ့ဟိုဘကအပြေးပေးတယ်ဆိုမင်းဘူးအပြေးပေးတာအမှန်မှမဟုတ်ချိန်ကြည့်လိုက်အမှန်20သားလောက်กว่าမင်းတို့ဒီသူကတော့20သားနဲ့တွေ့တယ်မလားဒါကွက်ထဲပြိတ္တာမိတ်တရားချိန်ကြည့်အဲ့လိုလောင်ဟောင်းနဲ့ထည့်ကြည့်အဲ့လို6ခွက်လောက်ထည့်ရ6ခွက်9ခွက်လောက်ထည့်ရအဲ့ဒါ9ခွက်ပဲပြိတ္တာ9ခွက်ပြိတ္တာအဲ့လိုပြီးဘယ်လိုလုပ်လို့ဝါတော့မအောင်ဒီအမအပေးလိုက်တဲ့အသားဘူးတွေ5ဘူးအသားဘူးတဘူး8အောင်သားရှိတယ်8အောင်သားတအောင်သားကို1200ပေးရတယ်ဘယ်လိုစီတိုးစားတယ်ဆိုတော့မင်းတို့စကားသားထုတ်ပြီးတဲ့အမဲဘူးတွေစားတယ်မလားလုပ်ပေးပါစားဘူးလားတစ်ခါမှလုပ်ဟမ်ငါးရဘူးပဲစားငါးတက်ဘူးကဖရီရတာအလကပတ်စံပေးရမလို့ငါးတက်ဘူးဖရီရတယ်ပဲဘူးဖရီရတယ်အမဲဘူးအဲ့ဒါမင်းပတ်စံပေးရတယ်အဲ့တဘူးမှငါးတက်လည်းနှစ်ဘူးပဲမြင်နေရကျန်တာပါအဲ့8အောင်သားမင်းတို့ပတ်စံပြန်ဖြတ်တာမင်းတို့စားမဲ့ထဲကပတ်စံပြန်ပေးရတယ်မင်းတို့ကမသိလားအော်ပဲစားတာအမဲဘူးနဲ့စားတာအမဲဘူးတဲ့အဲ့ဒါမင်းတို့ဒီနေ့ကရတာ1200ပေးရမှာတအားတက်ကို1200တဘူးကို8အားတက်ရှိတယ်နော်တို့ဒီတဘူးအောင်လားဘယ်လောက်ရှိပြီလား14အောင်လားရှိတယ်14အောင်လားတို့ဒီတဘူးရဲ့ဘယ်လိုတောက်တော့လို့တို့ဒီတဘူးရဲ့အောင်လား14အောင်လားအမဲဘူးတဘူးရဲ့အောင်လား8အောင်လားတအားအဲ့8အားတက်တအားတက်ကို1200ပေးရ1200ဆိုတော့မင်းတို့8ရောက်စားရင်8ရောက်စားမှတဘူးပဲစားလို့ရအဲ့တဘူးကိုစားကြည့်လိုက်မင်းအခု1200နဲ့တူအဲ့ရှယ်အားတက်ကိုပြောင်းကြည့်လိုက်တဘူးအနေနဲ့9000ကျော်8000ပေးရအဲ့မဲဘူးအပြင်မှာတော့ဝယ်စားကြည့်ငါမလို့တဘူး3000လောက်ဆိုမင်း3ဘူးလို့4ဘူးလောက်စား3 4ဘူးစားရတယ်ဟုတ်လားအမဲဘူးလေးတွေဟုတ်လားနည်းနည်းတော့သူကဘူးလေးတာရှည်တာအထက်မှာ14လုံးပါတယ်14လုံးအတုံး14လုံးပါတယ်အတုံးသေး14လုံးပါတယ်ကြီး12လုံးပါတယ်အဲ့အမဲဘူးကအဲ့အောက်တအားရှယ်အားတက်ရှိတယ်တအားတက်ကို1200ပေးရတယ်မင်းတို့ပတ်စံနေရတယ်ယူရတယ်ကွာဒါကုန်းတာလည်းရှင်းတော့တွေ့ကြီးဒီကဆို1200နဲ့အမ10ရောက်စာဖျောက်လိုက်ပြီးဖြတ်ချပါပြီအားတက်ကမင်းတို့ဘယ်နှအားတက်စားလို့ဟုတ်လား14အားတက်စားရ14အားတက်လို့ဖြတ်ချအောင်ပြန်လာရဲကထွက်တဲ့ဆရာပတ်စံလေးလက်ကနည်းနည်းလေးကြိုင်ပြီးပြန်လာတလားလုံးစားဘူးတဲ့ဘာမှမရှိဘူးပြီးတယ်ငါ6ဒါပဲငါလည်းလိုပဲကျွေးခဲ့ရဘာမှလည်းပြောမရဘူးမယူလို့လည်းမရဘူးကျွန်တော်မစားလို့မဲဘူးမင်းတို့ဘာရောက်ပြောလဲသူကိုယ်တိုင်ခိုးလာဟုတ်လားဟုတ်တယ်အဲ့လိုခံရသူကိုယ်တိုင်ခိုးလာသူသိလို့ပြောတာဟုတ်မင်းအဲ့လိုကြီးငါတို့တိတ်နေခံရတယ်နော်တိတ်နေခံရတာမင်းကာသာတက်ကြကြီးရတယ်မင်းယူလို့မရရဲဘော်လေးရေပွင့်အဲ့လိုခံခဲ့ရတာမင်းမယူဆိုလည်းမင်းအေးအေးယူတယ်ယူရတာဆရာမင်းတဲ့ငယ်လေးဆရာဘလို့ရှင်းပြလို့ရမှာမသိဘူးဟောကိုကြီးအဲ့လိုဘာကြီးကြာတော့ကလေးပဲစားကလေးပဲတော့ပိုးထိုးပဲကလေးပဲငါလုံးမှာပိုးထိုးမင်းရတယ်တစ်သက်စာပုံထားတာသူကကိုလိုညက်ပါဒိတ်ကတော့ဓာမိုင်ပုံလိုက်တစ်သက်စာပုံအဲ့တစ်သက်စာတော့ကလေအဲ့ကလေးပဲကတော့ဒါတော့အတက်ပဲတစ်သက်စာလုံးကြီးပုံထားတာပဲပြောလူပေါင်း100လောက်တင်းနေတာကတော့မစားနိုင်ဘူးလေကွာဒီကလေးပဲကမစားနိုင်တော့မှပါလို့ပိုးတွေကြိုက်ဟောနောက်တစ်နေ့ကြာကြအောင်ဒိတ်ကဓာမရရောက်လာပြန်အစ်မရဘူး sorry ပါအဲ့ပိုးတို့ပဲစားအစ်ကဘောအစ်ပိုးတို့ခံတာသူကဟုတ်တယ်ဟုတ်လားအဲ့ပိုးတို့ထက်ခံတာအဲ့ဒီပိုးတို့စားပြီးကမှဟိုအစ်ကိုစားနေတာပေါ့ကွာအစ်ဆိုတော့မင်းတုတ်လိုက်ကြခဏလေးပြုတ်စားလိုက်ရင်ဣနေတာပဲဟုတ်လားစားနေတာပေါ့ကွာလေမဟုတ်ဘူးပေါ့ဟောအဲ့တော့ပိုးတို့ပဲထုတ်ပေးနေတာပိုးတို့လည်းကောဟိုကောင်အစ်ကပိုးတွေထပ်ပြီးထိုးရအောင်ဟုတ်လားအမမမဟုတ်ဘူးသူတို့ကတော့လုံးစားအမမသူတို့ဖြက်စီးခွင့်ကြာပြီလားသူတို့ဖြက်စီးခွင့်တင်လိုက်တယ်ဖြက်စီးခွင့်ဟိုကလည်းပဲကွာအာတိတ်တရားတင်လိုက်ဖြက်စီးခွင့်ကြာလာပြီမဖြတ်ဘူးမင်းတို့ကျွေးနေတာဟိုကအဲ့ဖြက်စီးခွင့်ရတဲ့ကြာလာတဲ့အဟာကိုသူကရောင်းထားတယ်လိုက်သဘောပေါက်လားကိုကြီးကသဘောပေါက်လားအေးအဲ့လိုပေါ့သူလောက်ခဲ့တာလေလားမင်းအကြောင်းမပြောဘူးတရားသူဘာပဲလုပ်လို့မလဲနည်းနည်းလေးလုပ်လိုက်တာငါသိတယ်ရောက်ပြမသိကြအောင်စောင်းနေမသွားတော့သူလည်းပါတယ်လို့မယုံလဲသူလည်းပါတယ်အဲ့တော့သူလည်းပါဘယ်ဟာဓာတ်တိရသည်လို့ကိုတော့လုံးမရဘူးကိုခံခဲ့ရတာငါတို့လုံးပိုင်ခွင့်မရှိဘူး
အာနာပိုင်ပဲလုပ်လို့ရသူတို့အာနာရှိတဲ့ကောင်ပဲလုပ်လို့ရမင်းကျန်တဲ့ကောင်ဘာလုပ်ကြည့်မှာငါလောဘခိုင်းထောင်ထဲဝင်ဖို့ပြင်တာနော်အဲ့တော့ကိုဒီလည်းငါတို့ဟိုမင်းတို့တရားဒါလို့ရင်အခြားဆင်းပါပါအဲ့အခြားဆင်းတော့မင်းလူလိမ့်ရောက်ခံလူလိမ့်ရောက်ခံအပေါ်မှာမင်းတပွင့်လောက်ရှိတဲ့ကောင်ကကြီးစပြီးအဲ့သူတို့ပဲသိတာမင်းတို့ဘာမှမပြောဘူးလားမင်းတို့ဘာပြောတာရှိလဲ ဘာ ကဲမင်းဒီကနေတော့ဟိုသွားမယ်မင်းတို့ပြောလားဟုတ်လားမင်းတို့ကဒီကနေတနေရာသွားမယ်ဆိုမင်းတို့ပြောခဲ့လားပြောဘယ်တော့မှမပြောမင်းတို့လက်ကပူနေမင်းနောက်ကလိုက်သွားတာဟုတ်လားပြောသူတို့ကအဲ့ဒီနေဟုတ်လားပစ္စည်းထုတ်ပါကြတော့အဲ့မင်းတို့နောက်ကတီးတာလိုက်သွားတာဘယ်ဟိုသွားလို့သွားမှာဘယ်ဟိုခလို့ခေါ်မှမသိဘူးမင်းတို့လိုက်သွားတာသူတို့မှမရှိဘူးဒီမှာအလုံးပုံပဲဘယ်ဟိုသွားမယ်ဟောမင်းတို့တခါလေးချပြပြီးတာအမဟုတ်တယ်လေမင်းတို့သွားမယ်နေရအမအဓိကအရာတိုင်းမှာတော့ဟိုကိုအမိတ်အောက်ကိုအမိတ်ချပြရတယ်ဟိုအောက်ထိကြလာအဲ့ဒါမှမလုံးသိဘယ်လိုသွားရမှာဟုတ်လားမင်းတို့ကမသိကျိုးကြီးတွေကောက်လွယ်အကာကြီးတွေတဲပြီးတော့ခါခါရငါတို့ငါလည်းသွားရတာပဲတော့ငါလည်းသွားတာပဲငါလည်းဒီပဲသွားမှမသိသွားတော့သွားတယ်ဟောလာကြဒီပဲလဲသွားတာဖြစ်နေတယ်သွားဘာယူလို့ယူရမှာမသိဘူးဒါပေမဲ့ဒီလည်းပဲသွားတာဒီသွားတော့မတိတာအကောင်းလို့တိသွားရင်တော့မတို့ကမဟုတ်တိဖို့လို့လေအခုငါတို့ကမသိဘူးငါတို့ခက်တော့မသိဘူးမင်းဘာမှလည်းမပြောဘူးမင်းတနေ့ကမှငါတို့ဒီတော့အကြီးတွေဖြစ်လာပြီဟိုတက်တက်တရားကြီးကြီးလာတော့မပြောဘူးမပြောတဲ့နေမင်းသွားမမင်းနဲ့မင်းဆောက်ခွက်ထိုးပါဟောဟောအဲ့စိန်ကြီးသွားမင်းဆောက်ခွက်တော့ပါရရဘူးဟောထိုးလို့လားပါလည်းမမေးဘူးအဲ့လိုငေါင်းစီစီနဲ့မနေရ မောတော့မကြည့်ရပါဘူးသုံးပါမင်းမနေစလား မင်းတို့အခုကဲကိုတော့ဟိုမှာနော် ဝချမ်းအပြားကြီးဆိုလုံးကြီးပါ